အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ဂျာတာပရိနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတီချာလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေโอเคလေးတွေစာလေးတွေရေးသွားပေးပါဦးခင်ဗျာတခါတော့ကတာယာကုန်းဆိုတဲ့ရွာလေးတစ်ရွာရှိပါတယ်ဒီရွာလေးဟာနာမည်နဲ့လိုက်အောင်တာယာခဲ့ပေမဲ့ရွာသူရွာသားတွေဟာစ조사လောက်ကင်မှထမင်းနှက်မှန်နဲ့တာမန်တောင်သူလယ်သမားတွေတငါသည်တွေပဲဖြစ်ပါတယ်ဒီရွာမှာမောင်ကျော်နဲ့မောင်ထွန်းဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိကြပါတယ်မောင်ကျော်ဟာစိတ်ရင်းကောင်းပါတယ်အလုပ်စ조사ပါတယ်ဒါပေမဲ့သူမှာအားနည်းချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့လောဘနည်းနည်းကြီးပြီးတော့ဆူတောင်းအယံမှားတတ်တာပါသူဟာဖះเจ้าကန်သွားတိုင်းအရှင်ဖះတပည့်တော်ကိုချမ်းသာကြွယ်ဝအောင်လုပ်ပေးပါဖះရွှေငွေတွေမိုးရွာသလိုရွာချပေးပါဖះအဲ့ဒီလိုအမြဲတမ်းအလွယ်လန်းကိုပဲတောင်းတနေတတ်ပါတယ်မောင်ထွန်းကတော့စန့်ကျင်ဘက်ပါပဲသူကငြိမ်ငြိမ်သက်သက်ရှိတယ်ရောင်ရဲတင်းတိမ်တက်ပါတယ်သူကတော့ဖះကိုရောက်သွားတိုင်းအရှင်ဖះတပည့်တော်ကိုချမ်းမှာစိတ်ချမ်းသွားစွာနဲ့ပဲအလုတ်အကင်တွေအစင်ပြေအောင်လောက်ကင်နိုင်စွမ်းရှိပါစေမိသားစုကိုကောင်းကောင်းမွန်မွန်လှုပ်ကြွေးပြုစုနိုင်တဲ့ခွန်အားနဲ့ဉာဏ်ပညာကိုပေးသနာပါဖះလို့ပဲဆုတောင်းလေးရှိပါတယ်ကျွာဦးကျောင်းကဆရာတော်ကြီးကမောင်ကျော်ကိုအမြဲဆုံးမပါတယ်မောင်ကျော်လောကမှာအလကားရတယ်ဆိုတာမရှိဘူးချမ်းသာခြင်းရင်စူးစမ်းရမယ်စူတောင်းဆိုတာခွန်အားနဲ့ဉာဏ်ပညာကိုတောင်းရတာရွှေငွေတွေဓာတ်ရိုက်တောင်းလို့မရဘူးလို့မိန်ပေမဲ့မောင်ကျော်ကတော့ဆရာတော်ကလည်းဖះရှင်ကတကူကြီးတာပဲပေးချင်ပေးနိုင်တာပေါ့လို့ပြန်ပြီးပြောလိုက်ပါတယ်တနေ့မှာတော့မောင်ကျော်နဲ့မောင်ထွန်းတို့နှစ်ယောက်ထင်းခုတ်ဖို့အတွက်ရွာနောက်ကတောကြီးတဲကိုဝင်သွားကြပါတယ်တောနဲ့ကြီးတဲကိုရောက်တော့လမ်းမပြီးတော့ညောင်မင်းကြီးတပင်ရဲ့အောက်ကိုရောက်သွားပါတယ်အဲ့ဒီညောင်မင်းကြီးဟာတာမန်ညောင်မင်းမဟုတ်ပါဘူးရုပ်ကစိုးနံမင်းကြီးစံမြန်းတဲ့နေရာပါသူတို့နှစ်ယောက်လမ်းပြောင်မှန်းသိတော့ညောင်မင်းကြီးအောက်မှာခဏနာကြပါတယ်အောင်ကျော်ကတော့ညောင်မင်းကြီးကိုမော့ကြည့်ပြီးတော့သူ့ရဲ့အချင်းအတိုင်းပဲလက်အုပ်ချီလိုက်ပါတယ်ပြီးတော့ကျဲလောင်တဲ့အတန်နဲ့ပဲဟိုတောဆောင်နံမင်းကြီးရုပ်ကစိုးနံမင်းကြီးခမညာကျွန်တော်မျိုးဟာစင်ရဲလွန်းလှပါတယ်အခုချက်ချင်းကျွန်တော်မျိုးကိုချမ်းသာအောင်မဆပါခမညာရွှေတွေငွေတွေပေးသနာပါလို့အားရပါရပဲစူတောင်းလိုက်ပါတယ်မောင်ထွန်းကတော့တငယ်ချင်းရဲ့ဒီလိုတောင်းလို့ဘယ်ဖြစ်ပါမလဲငါတို့လမ်းပြောက်နေတာရွာပြန်လမ်းကိုပဲညွှန်ပြဖို့တောင်းပါလို့တိုတိုလီပြောပါတယ်အဲ့ဒီအချိန်မှာပဲရောင်မင်းကြီးဘော်ကနေအတန်ဩဇာကြီးနဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်မောင်ကျော်တင်တောင်းနေစုကိုငါကြားတယ်တင်ဟာလောဘကြီးပေမဲ့တနာเสียတော့ကောင်းတယ်ကောင်းပြီတင်လိုချင်တဲ့ရွှေကိုငါပြီးမယ်ဒါပေမဲ့စီကံတစ်ခုတော့ရှိတယ်မောင်ကျော်ကတော့ဝမ်းသာလုံးလို့မျက်လုံးတွေတောင်ပြူးကျဲသွားပါတယ်ဟုတ်ကဲ့ဘလို့စီကံမျိုးမစိုးလိုက်နာပါမယ်နတ်မင်းကြီးဒီညောင်မင်းကြီးရဲ့အရှိဘက်ကိုခြေလန်းတရာလျှောက်သွားအဲ့ဒီမှာရွှေဥဥတဲ့ကျမ်းမာကြီးတစ်ကောင်တွေ့လိမ့်မယ်အဲ့ဒီကျမ်းမာကြီးကတနေ့ကိုရွှေဥတစ်လုံးပဲဥတယ်အဲ့ဒီရွှေဥကိုတင်နေတိုင်းလာယူနိုင်တယ်ဒါပေမဲ့စီကံချက်ကတော့တနေ့ကိုတစ်လုံးပဲယူရမယ်လောဘတက်ပြီးကျမ်းမာကြီးကိုတတ်မိရင်ဒါမှမဟုတ်ဥတွေအကုန်လိုချင်လို့သူ့ဘိုက်ကိုခွဲမိရင်တော့တင်ရထားသမျှရွှေဥတွေရောကျမ်းမာကြီးရောအကုန်ပျောက်ကွယ်သွားလိမ့်မယ်မှတ်ထားတနေ့ကိုတစ်လုံးပဲမောင်ကျော်ဟာဂတိပေးပါတယ်တနေ့ကိုတစ်လုံးပဲယူပါမယ်လို့အချင်းချင်းဂတိပေးပြီးတော့မောင်ထွန်းကိုဆွဲခေါ်ပြီးတော့နတ်မင်းကြီးညွှန်တဲ့နေရာကိုပြေးပါတော့တယ်နတ်မင်းကြီးပြောတဲ့အတိုင်းပဲခြေလန်းတရာအကွာကဝေတော်ကြီးအောက်မှာရွှေရောင်တလက်လက်နဲ့ကျမ်းမာကြီးတစ်ကောင်ကိုတွေ့ရပါတယ်သူ့ရဲ့ဘေးမှာလည်းရွှေရောင်တောက်ပနေတဲ့ကြက်ဥတစ်လုံးရှိနေပါတယ်မောင်ကျော်အားရွှေဥကိုကောက်ယူလိုက်ပြီးတော့ဝမ်းသာလွန်းလို့တုံတောင်တုံနေပါတယ်မောင်ထွန်းကတော့တ
တငယ်ချင်းနတ်မင်းကြီးရဲ့စကားကိုတတိယနော်တနေ့တလုံးပဲရောင်ရဲတင်းတင်ရမယ်လို့တတိပေးလိုက်ပါတယ်။အောင်ကျော်ကလည်းအေးပါကွာငါသိပါတယ်လို့ပြောပြီးတော့ရွာကိုပြန်ခဲ့ကြပါတယ်။နောက်တစ်နေ့မနေ့စောစောမောင်ကျော်တယောက်တည်းတောထဲကိုပြန်သွားပါတယ်။ကျမကြီးစီရောက်တော့နောက်ထပ်ရွှေဦးတစ်လုံးပို့ထားတာကိုတွေ့ရပါတယ်။မောင်ကျော်ဟာနေ့တိုင်းရွှေဦးတစ်လုံးကိုသွားယူပါတယ်။မကြာခင်မှာပဲမောင်ကျော်ဟာရွာထဲမှာအချမ်းသာဆုံးလူဖြစ်လာပါတယ်။အင်ကြီးအိမ်ကောင်းဆောက်တယ်။အဝတ်စားကောင်းတွေဝတ်တယ်။ရွာထဲမှာမရှိသေးရသားတွေကိုတော့နည်းနည်းပါးပါလှူဒန်းခဲ့ပေမဲ့သူ့ရဲ့မူလစိတ်ရင်းဖြစ်တဲ့မယောင်ရဲနိုင်ခြင်းကတော့ပြောင်းမသွားပါဘူး။သူကတဖြည်းဖြည်းနဲ့စဉ်းစားလာပါတယ်။ဒီနေ့မှတလုံးဒီနှုံးနဲ့ဆိုရင်တော့ငါကဘာပေါ်မှာအချမ်းသာဆုံးဘယ်တော့ဖြစ်မှာလဲ။ဒီကျက်မကြီးရဲ့ဘိုက်ထဲမှာရွှေဥတွေအများကြီးရှိနေမှာသိချတယ်။တခါတည်းအကုန်ယူလိုက်ရင်ပိုကောင်းမယ်။အဲ့ဒီလောဘစိတ်ကတော့တဖွာဖွာပေါ်လာပါတယ်။တညမှာတော့မောင်ကျော်ဟာအရက်တွေတော့မူရစ်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။မနေ့ဗန်ကြရင်အဲ့ဒီကျက်မကြီးကိုတတ်မယ်။သူ့ဘိုက်ထဲကရွှေဥကိုအကုန်ထုတ်ယူမယ်။မောင်ထွန်းကတော့ဒီသတင်းကိုကြားတော့မောင်ကျော်ရဲ့အိမ်ကိုအပြေးအလွှာလာတားပါတယ်။မောင်ကျော်မလုံနဲ့တငယ်ချင်းနမင်းကြီးနဲ့ပေးထားတဲ့ဂရီကိုမဖျက်ပါနဲ့အခုမင်းမှာရှိနေတာတွေကလုံလောက်တာတဲ့တောင်ပိုနေပြီပဲလောဘကြီးရင်ပြက်စီးလိုက်မယ်မောင်ကျော်ကတော့မုံမုံနဲ့ပဲရဲပြီးတော့မင်းကငိမ်မနေစမ်းမနဲ့မောင်ထွန်းရမင်းကစင်းရသားမှုလို့မနာလို့ဖြစ်နေတာငါချမ်းသာတာမင်းနဲ့ပါဆိုင်လေဖယ်ဆန်းဆိုပြီးတော့မောင်ထွန်းကိုတွန်းထုတ်လိုက်ပါတယ်နောက်တနေ့မနေ့မောင်ကျော်ဟာဓာတ်တစ်ချောင်းကိုဝှက်ပြီးတော့တောထဲကိုထွက်သွားပါတယ်။ကျက်မကြီးရှိရာကိုရောက်တော့ကျက်မကြီးကသူ့အတွက်ရွှေဦးတစ်လုံးဥပေးထားတော့မောင်ကျော်ကတော့ဟာဒီနေ့ကမင်းရဲ့နောက်ဆုံးနေပဲကျက်မကြီးမင်းဘိုက်ထဲကရွှေဦးတွေအကုန်ငါ့ကိုပြီးအဲ့ဒီလိုကျင်းဝါပြီးတော့ကျက်မကြီးကိုဖန်ဓာတ်နဲ့ခုတ်သက်လိုက်ပါတယ်။ပြီးတာနဲ့ကျက်မကြီးရဲ့ဝမ်းဘိုက်ကိုဓာတ်နဲ့အလင်းအမြန်ခွဲချလိုက်ပါတယ်။ဒါပေမဲ့သူထင်ထားသလိုရွှေဦးပေါင်းများစွာကိုမတွေ့ရပါဘူး။ဒါမဲ့ကြက်တကောင်လိုပဲအထက်မှာသွေးတွေအသေးအမြစ်တွေပဲရှိနေပါတယ်။ရွှေဦးတစ်လုံးတောင်မရှိပါဘူး။ဘလို့ဖြစ်ရတာလဲ။ရွှေဦးတွေဘယ်ရောက်သွားတာလဲ။အောင်ကျော်ကတော့ကြောင်ငင်းနေတော့မှပဲသူ့လက်ထဲမှာဂိုင်ထားတဲ့ဒါရောသူ့ရှေ့မှာကျမကြီးရဲ့အသေးကအားလုံးဟာမိခိုးတွေလိုလေထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။မောင်ကျော်ကတော့လန့်ပြီးတော့အိမ်ကိုပြန်ပြေးလာပါတယ်။အိမ်ကိုရောက်တော့ပေါ်ပြီးထိတ်လန့်စရာမြင်ကွင်းကိုတွေ့ရပါတယ်။သူရွှေဥတွေနဲ့ဝယ်ထားတဲ့အင်ကြီးရောပရိဘောဂတွေရွှေငွေရတနာတွေအားလုံးမျက်စိရှိမှတင်မြူမုံလိုပျောက်ကွယ်သွားပါတယ်။သူအရင်ကနေခဲ့တဲ့တဲအိမ်အစုပ်ကလေးပဲပြန်ကျန်ခဲ့ပါတယ်။သူစုထားတဲ့ရွှေဥတွေအားလုံးဟာတာမန်ကြောက်ခဲတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။မောင်ကျော်ဟာယူမတက်အော်ဟစ်ပြီးတော့ရောင်မင်းကြီးစီကိုပြန်ပြေးလာပါတယ်။နတ်မင်းကြီးကိုတောင်းပန်တယ်။နတ်မင်းကြီးကျွန်တော်ကိုခွင့်လို့ပါကျွန်တော်မှားသွားပါတယ်။ကျွန်တော်ကိုရွှေဥတွေပြန်ပေးပါ။အဲ့ဒီခါမှာတော့ရောင်မင်းကြီးဘော်ကအတန်ထွက်လာပါတယ်။မောင်ကျော်ငါမင်းကိုတစ်နေ့တစ်လုံးဆိုတဲ့စီးကန်းနဲ့ပေးခဲ့တယ်။အဲ့ဒါဟာမင်းကိုချမ်းသာစေခြင်းလို့ပေးတာမဟုတ်ဘူး။မင်းရဲ့လောဘကိုထိန်းချုပ်နိုင်အောင်ရောင်ရဲခြင်းဆိုတဲ့သင်ခန်းစာကိုပေးတာမင်းဟာရောင်ရဲခြင်းကိုမတင်ယူနိုင်တဲ့အပြင်ပေးထားတဲ့ဂရီကိုပါဖျက်ဆီးခဲ့တယ်။ဒါကြောင့်မင်းရဲ့ထိုက်တန်တဲ့ချမ်းသာကြွယ်ဝမှုမဟုတ်တော့ဘူး။မင်းဟာအရာအလုံးကိုဆုံးရှုံးသွားပြီ။မောင်ကျော်ဟာအရာအလုံးကိုဆုံးရှုံးပြီးတော့ရွာကိုပြန်လာခဲ့ပါတယ်။သူ့ကိုကူညီဖေးမခဲ့တာကတော့သူတွန်းထုတ်ခဲ့တဲ့တငယ်ချင်းမောင်ထွန်းပါပဲ။မောင်ထွန်းကတော့မောင်ကျော်ရဲ့ဝမ်းနဲ့မနေပါနဲ့ပစ္စည်းဆိုတာရှာလို့ရပါတယ်အခုငါနဲ့အတူလဲတဲ့လိုက်ခဲ့ငါတို့စ조사ပြီးတော့အလုပ်ပြန်လုပ်ကြတာပေါ့လို့နှစ်သိမ့်အားပေးခဲ့ပါတယ်မောင်ကျော်ဟာအဲ့ဒီနေ့ကစပြီးတော့သူ့ရဲ့လောဘကိုချိုးနှိမ်ပြီးတော့မာနကိုခွာချပြီးတော့မောင်ထွန်းနဲ့အတူလဲတဲ့ဆင်းပြီးတော့အလုပ်ကိုချိုးစားစားပြန်လုပ်ရပါတော့တယ်သူဟာချမ်းသာမလာပေမဲ့အရင်လိုအလွယ်လန်းကိုမတောင်းတတော့ဘဲနဲ့ကိုချွေးနေစာနဲ့ရလာတဲ့ထမင်းတစ်လုံးရဲ့တန်ဖိုးကိုနားလေသွားပါတော့တယ်
သူဖျားเจ้าငံကိုရောက်တိုင်းအရှင်လိုရွှေတွေပေးပါငွေတွေပေးပါလို့မတောင်းတော့ဘဲနဲ့အရှင်ဖျားတပည့်တော်အားလောဘရဲ့အန္တရာယ်ကိုမြင်နိုင်တဲ့ဉာဏ်ပညာနဲ့စ조사လုပ်ကင်လို့တဲ့ဝရိယကိုသာပေးသနာတော်မူပါလို့ဆုတောင်းတက်သွားပါတော့တယ်ဒီပုံမြင်လေးကပေးခြင်းတဲ့သင်္ကန်းစာကတော့မယောင်ရဲနိုင်တဲ့လောဘဟာမိမိရရှိပြီးသားအရာများကိုပင်ပြန်လည်ဆုံးရှုံးပျက်စီးစေနိုင်ပါတယ်ပေးထားတဲ့ဂရီစကားကိုတန်ဖိုးမထားရင်မြည်သည့်ကောင်းကျိုးချမ်းသာမှမိမိထံမှာကြာရှည်တည်တတ်နိုင်မည်မဟုတ်ပါအလကားရတဲ့ချမ်းသာခြင်းကိုသာတောင်းတခြင်းတဲ့မှန်ကန်စွာစ조사လုပ်ကင်နိုင်ရန်လိုအပ်တဲ့ခွန်အားနဲ့ဉာဏ်ပညာကိုတောင်းတခြင်းကသာပို့ပြီးတော့မြင့်မြတ်ပါတယ်ဇလန်လေးကတော့ဒီနေရာမှာပဲအဆုံးသက်သွားပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ